နတ်ပြည်ကိုရောက်ချင်တယ်ဆိုရင်ဘဝမှာဘလို့နေထိုင်ကျင့်သုံးသင့်လဲဆိုတာကိုဖြေကြားပေးပါမယ်ဒီเจ้าရာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကိုရှင်မမောက္ကလန်ကိုရောမြတ်ကြီးကမေးလျှောက်ပူတယ်မြတ်စွာဘုရားတဲ့နတ်ပြည်ကိုရောက်ချင်တဲ့ပုဂ္ဂိုလ်ဟာဘဝမှာဘာတွေကိုလိုက်နာကျင့်သုံးသင့်မှန်းတလဲဆိုပြီးတော့မြတ်စွာဘုရားရှင်ကိုမေးလျှောက်တယ်တဲ့အဲ့တော့မြတ်စွာဘုရားကချက်သားမောက္ကလန်နဲ့နတ်ပြည်ကိုရောက်ချင်တဲ့သူတွေကလိုက်နာရမယ့်အချက်၃ချက်ပဲရှိတယ်နံပါတ်၁ကသစ္ဆံပနေယမှန်ကန်သောစကားကိုသာပြောပါမယ်နာကုတ်စီယအမျက်ဒေါသနေရမယ်အမျက်ထွက်တတ်တဲ့သူမဖြစ်ကြဘူးတဲ့သစ္စာအပ္ပံပိယာစီတော်အလူကံပုဂ္ဂိုလ်တွေကအလူခံလာတဲ့အခါမှာလည်းပဲအနှဲငယ်သောပစ္စည်းလေးဖြစ်ပါစေစေနာသုံးတန်ပြတ်သားပြီးတော့လှူဒန်းနိုင်တဲ့တရားတရားလည်းရှိရမယ်မြတ်စွာဘုရားကအဲ့ဒီလိုလေးဖြေချပေးတယ်ဒါကြောင့်လောကလူသားများအလုံးနတ်ရွာသူဂရီကိုရောက်ချင်တဲ့ဆိုရင်နံပါတ်1မှန်ကန်သောစကားကိုသာပြောဆိုရမယ်နံပါတ်2ကအမျက်ဒေါသနဲအောင်ဘဝမှာနေထိုင်ကျင့်သုံးရမယ်နံပါတ်3ကစေနာသုံးတန်ပြတ်သားပြီးတော့တရားတရားရှိရသူဖြစ်ရမယ်ဒီချက်3ချက်နဲ့ပြည့်စုံပြီဆိုရင်ပဲဘဝမှာလက်ပြေကိုရောက်စေနိုင်ပါတယ်